အားလုံးပဲမင်္ဂလာပါဒီခါမှာတော့စောင်းအောင်သီးနဲ့ပတ်သက်တဲ့ကျမ်းမာရေးနဲ့ဘုဟုတုတများကိုပြောပြပေးသွားမှာဖြစ်ပါတယ်စောင်းအောင်သီးမှာကျမ်းမာရေးကိုဘာကြောင့်လိုက်စားသင့်ပါသလဲစောင်းအောင်သီးရောက်ပြီဆိုရင်လူတော်တော်များများကအေးမိနှာစီးရှောင်းဆိုးခြင်းဖြင့်ခြေပြားအေးတဲ့ယောဂလက္ခဏာများကိုမိတ်ဆွေတို့လည်းခံစားမှုကြမှာပါဒီလိုတွေတက်တဲ့သမျှမဖြစ်အောင်လို့ကိုခံအားတိုးစေမဲ့အစားအစာများကိုစားသုံးသင့်ပါတယ်ဗီတာမင် C အများကြီးပါဝင်တဲ့နက်နက်သီးလိမ္မော်သီးပန်းသီးနဲ့ပရိုတင်းပြေဝစေမဲ့ငါးကြက်သားပဲမျိုးစုံတို့ကိုစားသုံးခြင်းဖြင့်အထက်ပါယောဂများအတွက်ကြိုတင်ကာကွယ်နိုင်စေပါတယ်ကိုခံအားကျစေမဲ့အချက်များကိုလည်းတန်းတဲ့လောက်ရှောင်ကျဉ်ပါစောင်းအောင်သီးဟာနေတာတူပြီးညတာချေပြီးမဲ့ညဘက်ဝင်ရောက်လာတဲ့အေးတဲ့ကြောင့်လန်နိုးတက်ကြတာမို့တော်တော်များများကအေးမဝတက်ကြပါဘူးအဲ့ရမဝင်ခင်မိနစ်30လောက်ဖုံးကြည့်ခြင်းကိုလည်းရှောင်ရှားသင့်ပါတယ်ဖုံးကြည့်တာကမျက်စိကိုအလင်းစုဝင်ရောက်တာမို့အိတ်တဲ့အခါတော်ယုံနဲ့အိတ်မပြောတက်ကြပါဘူးတရက်ကိုရေ3လီတာကုန်အောင်တောက်ပေးသင့်ပါတယ်လူတော်တော်များများကတော့စောင်းနေပိုင်းမှာရေသိမ့်မတောက်တက်ကြပါဘူးရေမတောက်ရင်ဘာဖြစ်လဲဆိုတော့ခြေပြားအေးမယ်နေရွက်အေးမယ်ရေပြားရရန်ပြီးတော့ခေါင်းကိုက်ခြင်းတွေဖြစ်ပေါ်တတ်ပါတယ်စောင်းရည်တွေလိုက်ဖက်တဲ့အစားအစာကတော့ဂျင်းသုတ်ပါဂျင်းသုတ်နဲ့ကြက်သွန်ဖြူစားပြီးခြင်းဖြင့်သွေးသွင်းလည်ပတ်မှုတွေကောင်းစေပါတယ်နေရောင်ကြီးကိုလည်းတရက်မှာ3မိနစ်လောက်လုံသင့်ပါတယ်စောင်းရည်တွေနေ့စဉ်လောက်ရမယ်အချက်များကတော့ရေတရက်ကို1လီတာရေတန်ဘူးဖြင့်2ဘူးသို့မဟုတ်3ဘူးကုန်အောင်တောက်သုံးသင့်ပါတယ်ဗီတာမင် C ပြည့်ဝတဲ့နက်နက်လိမ္မော်ပန်းသီးတရက်ကို1မျိုးလောက်တော့စားသုံးသင့်ပါတယ်လေ့ကျင့်ခန်းအနေနဲ့လည်းသွေးပူလေ့ကျင့်ခန်းတရက်ကို10မိနစ်ကနေ15မိနစ်ထိလှုပ်ဆောင်သင့်ပါတယ်အိတ်ချိန်ကတော့ညအိတ်ချိန်တရက်ကို6နာရီမှ7နာရီထိအိတ်ဆက်သင့်ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအပြင်အေးမိခြင်းမှာကာကွယ်ပြီးကိုခံအားတိုးစေကစိတ်ကြည်လင်မှုကိုရရှိစေပါတယ်စောင်းဒီမှာဖြစ်တတ်တဲ့ယောဂါကတော့နှာစီးအေးမိအဆုတ်အေးဘက်ချောင်းဆိုးအစာမကြီးသွေးတိုးခြင်းနဲ့စီးချိုတွေတက်လွယ်နိုင်ပါတယ်ဒီလိုမဖြစ်အောင်တက်နိုင်သမျှလေ့ကျင့်ခန်းနဲ့အိတ်ချိန်မှန်အောင်နေနိုင်ကြပါချစ်ချူအားပေးကြတဲ့မိတ်ဆွေများယောဂပယကင်းဝေးပြီးပျော်ရွှင်တဲ့မိသားစုတွေဘဝပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ